အားလုံးပဲမင်္ဂလာပါအစရေးအမေရိကန်အီရန်စစ်ပွဲက2025ခုနှစ်ဇွန်လ23ရက်မှာအစရေးကအီရန်နိုင်ငံအတွင်းကနျူကလ িয়ার အဆောက်အုံတွေနဲ့စစ်ရေးပစ်မှတ်တွေကိုလေကြောင်းကနေတိုက်ခိုက်မှုစတင်ခဲ့တာပါအီရန်ဘက်ကစစ်ကောင်းဆောင်အချို့နဲ့နျူကလ িয়ার သိပ္ပံပညာရှင်အချို့လည်းတည်ဆုံသွားခဲ့ပါတယ်ဇွန်လ23ရက်14ရက်မှာအီရန်ဘက်က drone နဲ့မစ်ဆိုင်ဒုံးကျည်များကိုအစရေးကိုပြန်လည်တိုက်ခိုက်ခဲ့ပါတယ်ဇွန်လ21ရက်နေ့အထိနှစ်ဖက်အပြန်အလှန်လေကြောင်းနဲ့မစ်ဆိုင်တိုက်ခိုက်မှုများဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်အစရေးရဲ့လေကြောင်းတိုက်ခိုက်မှုကတောင်အောက်မှာရှိတဲ့အီရန်ရဲ့ဖိုတိုနျူကလ িয়ার စက်ရုံတွေကိုမဖြစ်စည်းနိုင်ခဲ့ပါဘူးဇွန်လ22ရက်နေ့မှာတော့အမေရိကန်က GBU-57 ဘန်ကာဝင်ပုံးကိုV2 လေယာဉ်နဲ့အီရန်ရဲ့နျူကလ িয়ার စက်ရုံသုံးခုကိုလေကြောင်းကနေတိုက်ခိုက်ခဲ့ပါတယ်GBU-57 ဘုံးဟာမြေအောက်အနစ်ကြီးကပြစ်မှတ်တွေကိုဖြစ်စည်းနိုင်တဲ့13600 ကီလိုရှိတဲ့ဘန်ကာဝင်ပုံးဖြစ်ပါတယ်။အီရန်ကလည်းအရှေ့အလယ်ပိုင်းကအမေရိကန်အခြေစိုက်စစ်စခန်းအချို့ကိုမစ်ဆိုင်နဲ့ပြန်လည်တုံ့ပြန်တိုက်ခိုက်ခဲ့ပါတယ်။အမေရိကန်နဲ့အစ္စရေးတို့ဤတိုက်ခိုက်မှုအတွက်အလီခါမီနီတေဆုံးမှုတရင်ကို2026ခုနှစ်ဖေဖော်ဝါရီလ23ရက်မှာအီရန်ဘက်ကအတည်ပြုခဲ့ပါတယ်။အလီခါမီနီတေဆုံးသွားတော့လည်းအီရန်မှာအစိုးရပြောင်းလဲမှုတော့ဖြစ်ခဲ့ပါဘူး။အလီခါမီနီတည်ဆုံးပြီးတဲ့နောက်မှာခါမီနီဒုတိယတာမိုဒဗာအိုဆေနီခါမီနီကိုတရားဝင်ခေါင်းဆောင်အဖြစ်2026မတ်လ10ရက်နေ့မှာရွေးချယ်တင်မြှောက်ခဲ့ပါတယ်။မိုဒဗာခါမီနီကရခိုင်ကအစိုးရရာထူးထမ်းဆောင်ခြင်းမရှိခဲ့တော့လဲဘာသာရေးနဲ့နိုင်ငံရေးအတိုင်းဝိုင်းမှာဩဇာရှိသူအဖြစ်တတ်မှတ်ခံထားရသူဖြစ်ပါတယ်။စစ်ပွဲအတဲ့အမေရိကန်ပါဝင်လာမှုကအီရန်ကဟောမို့ရေလက်ကြားကိုပိတ်ရန်တွန်းအားတစ်ခုဖြစ်စေခဲ့ပါတယ်။ကမ္ဘာရေနံတုံးပုံတစ်ပုံကိုဟောမို့ရေလက်ကြားကဖြတ်တန်းစီးဆင်းရတာဖြစ်တဲ့အတွက်ကမ္ဘာရေနံဈေးကွက်ဟာလည်းအဆမတန်ခုန်တက်လာခဲ့ပါတယ်။ဟောမို့ရေလက်ကြားပြန်ဖွင့်ရန်အမေရိကန်ကအီရန်ကိုအမျိုးမျိုးချိန်ချောက်ခဲ့ပေမဲ့ပါရှန်တို့ကတော့စစ်အပြည့်ရရန်သဘောတူညီချက်မရတော့ရဲ့အတင်းခံနေခဲ့ပါတယ်။2026ခုနှစ်ဇွန်လ19ရက်နေ့မှာတော့ပြင်သစ်နိုင်ငံဘာဆိုင်နန်းတော်မှာအမေရိကန်ခေါင်းဆောင်ဒေါ်နယ်ထရန့်နဲ့အီရန်တို့ MOU နားလည်မှုစာချုပ်လာကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။ကနဦးစာချုပ်လာမှာအချက်14ချက်ပါဝင်ပါတယ်။လက်ရှိပေါက်ကြားလာတဲ့သဘောတူညီချက်တွေကတော့အမေရိကန်နဲ့အီရန်နှစ်ဖက်စလုံးစစ်ရေးလှုပ်ဆောင်မှုအားလုံးကိုချက်ချင်းရပ်တန့်ရမယ်။တနိုင်ငံရဲ့အချုပ်အခြာအာဏာကိုလေးစားပြီးပြည်တွင်းကိုမဆွတ်ဖက်ဖို့သဘောတူထားပါတယ်။နောက်ဆုံးအပြည့်အသဘောတူညီချက်ရဖို့ရက်60အတွင်းဆက်လက်ဆွေးနွေးမယ်။အမေရိကန်ကအီရန်နားတဝိုက်ကရေကြောင်းပိတ်ဆို့ထားမှုကိုဆင့်လိုက်ရုပ်သိမ်းပြီးအီရန်ဘက်ကဟောမို့ရေလက်ကြားကိုပြန်ဖွင့်ပေးပြီးလုံခြုံစွာတွာလာနိုင်ရေးကိုအာမခံပေးဖို့ပါပါတယ်။နျူကလ িয়ার အစီအစဉ်နဲ့စီးပွားရေးပိတ်ဆို့အရေးယူမှုရောပါရေးကိုနောက်ထပ်ဆွေးနွေးမဲ့အကြီးကအကြောင်းအရာတွေလည်းပါဝင်ပါတယ်။လက်ရှိနားလည်မှုစာချုပ်လာမှာစစ်အပြည့်ရရေးနဲ့ဟောမို့ရေလက်ကြားပြန်ဖွင့်နိုင်ရေးကိုအကြီးကဦးစားပေးထားပြီးကျန်အချက်လက်တွေကတော့ဆက်လက်ဆွေးနွေးဖို့သဘောတူထားတာကိုတွေ့ရှိရပါတယ်။အမေရိကန်နဲ့အီရန်လက်ရှိသဘောတူညီချက်တွေကိုအကောင့်ထဲပေါ်နိုင်မလားစောင့်ကြည့်ရမှာပါ။လက်ရှိမြေပြင်မှာတော့အပြန်အလှန်ပြစ်ခတ်မှုကမြင်ရတန်သေးပါဘူး။အဆုံးထိကြည့်ရှုပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။